နင်းစီချစ်ချင်းရဲ့သင်္ကေတပန်းပေါ်တခါတော့နင်းစီပန်းတွေကိုအရန်ကြိုက်တတ်တဲ့ကောင်မလေးတယောက်ရှိခဲ့တယ်နင်းစီပန်းကိုကြိုက်လွန်းလို့သူ့ကိုချင်းကပ်လာတဲ့ယောက်ျားမှန်သမျှကိုနင်းစီပန်းနဲ့ပတ်သက်တဲ့ပု္ပ္ပာတွေဘေရီတွေနဲ့ခေါင်းရှုပ်စေခဲ့တဲ့သူအဲ့ဒီကောင်မလေးဟာတိတ်ကိုချစ်စရာကောင်းပြီးအရန်ကိုနူးညံ့သိမ်မွေးတဲ့မိန်းကလေးတယောက်ပေါ့ဗျာတကယ်ဆိုရင်တော့ဇာတ်ကားရအခွင့်အဲ့လိုဖြစ်နေတာပေါ့နော်ဒါမဲ့အခုကြတော့